လေးက the importance of biology in everyday life အဲ့တော့သူပြောချင်တာလေးကနေ့စဉ်ဘဝမှာ biology ရဲ့အရေးပါမှုအကြောင်းပဲဖြစ်တယ်အဲ့တော့ပထမဆုံးစာလေးက biology is very fundamental ကအခြေခံကြတယ်important science ဆိုတာကသိပ္ပံဘာသာရဲ့အရေးကြီးတဲ့သိပ္ပံဘာသာရဲ့ဖြစ်တယ်အဲ့တော့biology ကအဓိကအခြေခံကြပြီးတော့အရေးကြီးတဲ့သိပ္ပံဘာသာရပ်တစ်ခုဖြစ်တယ် dealing with ပတ်သက်ဆက်နွယ်နေတယ်ဘလူးဟာနဲ့ပတ်သက်ဆက်နွယ်နေလဲဆိုရင်ဘက်တီးရီးယားပိုးမွှားရှိမယ်နောက်ကျ protista ဆိုတာကတော့ဒီချုပ်cell တစ်လုံးနဲ့ပါတဲ့သက်ရှိတွေကိုပြောတယ်ဘလို့ cell တစ်လုံးနဲ့ပါတဲ့သက်ရှိတွေလဲဆိုရင်ဒီမှာဒီချက်ပုံထဲမှာပြထားတဲ့အစိမ်းရောင်အကောင်အဲ့ဒါက protista ဒီမှာကအလဲမှာကအစိမ်းရောင်ဝိုင်းကိုမှနည်းနည်းကြီးတဲ့ဟာလေးကအဲ့ဒါ cells ဖြစ်တယ်သူ cell တစ်လုံးနဲ့ပဲအသက်ရှင်နေထိုင်နေတယ်ဒီချေတို့လူသားတွေတရဝါတွေတိရစ္ဆာန်တွေကြတော့ cell တန်းပေါင်းများစွာရှိတယ်ဒီချေတို့ဒီလက်လေးပေါ်မှာအရေပြား6လို့အရေပြားလေးလန်ပြီးတော့ကွာသွားဆိုရင်အရေပြားလေးမှာအကွက်လေးရှိနေမယ်အကွက်လေးတွေမှာကအဆက်လေးသေးလေးရှိနေမယ်အဆက်လေးကဒီကျတော့ cells လေးတွေဖြစ်မယ်cells လေးတွေပေါင်းပြီးမှဒီကျတော့ tissue အဆင့်ကိုရောက်သွားမယ်အဲ့ဒါကဒီကျတော့ဒီလူသားတွေနဲ့ဒီ protista တွေနဲ့ကွာခြားတဲ့အကြောင်းအရာပေါ့ protista တွေကကြတော့cell တစ်လုံးနဲ့ပဲပါတယ်cell တစ်လုံးကပဲသူတို့ရဲ့function structure တွေကိုလှုပ်ဆောင်ပြီးတယ်နောက်ပြီးfungiကတော့မှုပင်စားတဲ့မူလည်းရှိမယ်စားလို့မရတဲ့မူလည်းရှိမယ်အစိတ်မရှိတဲ့မူလည်းရှိမယ်အစိတ်ရှိတဲ့မူလည်းရှိမယ်အဲ့ဒါတွေအားလုံးပေါင်းပြီးတော့လေ့လာမယ်နောက်ပြီးကြတော့ plants စောကဒီချေတို့ပထမအပိုင်းမှာပါခဲ့တဲ့plants and animal including human ဆိုတဲ့ဟာလေးပါမယ်ဒီမှာလည်းပါမယ်အဲ့တော့အပင်တွေအကြောင်းလည်းပါမယ်နောက်ပြီးတော့ animals တရဝါတွေဒီချေတို့လူသားတွေပါဝင်တရဝါတွေအကြောင်းလည်းပါမယ်အဲ့တော့ဒီမှာကဒီချေတို့5မျိုးကိုအဓိကမှတ်ထားမယ်နောက်ကြ biology ကအဓိကအခြေခံကြတဲ့ဘာသာရပ်ဖြစ်ပြီးတော့သိပ္ပံအနေနဲ့လည်းအရေးပါတယ်နောက်ကြတော့ဒီနောက်အပိုင်းလေးက their structures and functions သူတို့ရဲ့ structures ကတော့သူရဲ့တိဆောက်ပုံ function ကတော့လှုပ်ဆောင်ပုံfunction the structures and function တိဆောက်ပုံနဲ့လှုပ်ဆောင်ပုံတွေက associated with ကတော့စောကဒီကျတော့ d with associated with ကလည်း d with ရဲ့အတိတ်ပဲနဲ့အတူတူပဲဒီကျတော့ဒီမှာကမှတ်ရခက်တယ်ဆိုရင် associated နေရာမှာ deal ကိုအစားသွင်းပြီးတော့မှတ်လို့ရမယ်အဲ့တော့သူကဆက်နေတဲ့ပတ်သက်ဆက်နွယ်နေတယ် with one another to their respected ဆိုတာကတည်းကအသီးသီးဖြစ်မယ်အသီးသီးလို့ပြောလိုက်ပါမယ် respected environment သူတို့ရဲ့ပတ်ဝန်းကျင်မှာအသီးသီးတစ်ခုနဲ့တစ်ခုပတ်သက်ဆက်နွယ်နေကြတယ်အဲ့ဒါကိုဒီချက်ဘယ်လိုမျိုးလဲဆိုရင်အဲ့ဒါကိုအကျယ်ဖြန့်ပြီးပြောရမယ်ပို့ပြီးတော့နားလည်အောင်ပြောရမယ်ဆိုရင်အောက်ကစာပိုက်ကိုဖတ်မှရမယ် to a great extent အဲ့ဒါကိုအကျယ်ဖြန့်ပြီးတော့အကျယ်တဝင်းပြောရမယ်ဆိုရင် we own ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ our daily high standard of living ဆိုတာကဒီချက်လူနေမှုအဆင့်တန်းမြင့်မားတဲ့အနေထားကိုပြောချင်တာအဆင့်တန်းမြင့်မားတဲ့ဒီချက်လူနေမှုနေထိုင်တဲ့ဘဝတွေ to biological advance ကတော့တိုးတက်ပြောင်းလဲနေတာကိုပြောတာအဆင့်မြင့်တာကိုပြောတာဇီဝဗေဒနဲ့ဆိုင်တဲ့အသိပညာတွေတိုးတက်လာလေလေဒီချက်ဟုတ်ဒီdaily high standard of living လူနေမှုအဆင့်တန်းကလည်းမြင့်မားလာလေလေအဲ့ဒါတွေကဘာကြောင့်မြင့်မားလာလဲဆိုရင် in two areas နယ်ပယ်နှစ်ခုရှိမယ်ဘာတွေလဲဆိုရင် food production အစားအစာထုတ်လုပ်ခြင်းနဲ့ and disease control disease ဆိုတာကတော့ဒီလိုအန္တရာယ်ဖြစ်စေနိုင်တဲ့ယောဂတွေထိန်းချုပ်ခြင်းအဲ့နှစ်ခုကြောင့်ဒီလူနေမှုအဆင့်တန်းကမြင့်မားလာတယ်ဘယ်လိုမျိုးတွေသူတို့ပြုလုပ်လဲဆိုရင်နောက်တစ်ပိုင်းက plants and animal breeder ကသားသက်သမားတွေကိုပြောချင်တာအပင်တွေနဲ့သားသက်သမားတွေက help modify ထူကဲလိုက်တယ် organism သက်ရှိတွေကိုထူကဲလိုက်တယ်တူရရှိဖို့
greater amount of food than did older variety အရင်ကအမျိုးအစားတွေထက်ပိုပြီးတော့ရနိုင်တဲ့ amount တစ်ခုကိုရရှိဖို့အတွက်ဒီသူတို့ကတက်ရှိတွေကိုပြန်ပြီးတော့ထူခဲ့လိုက်တယ်အဲ့ဒါကဘယ်လိုမျိုးလဲဆိုရင်ဒီအပင်နေမှာဆိုရင်အနည်းဆုံးပြောမယ်ဆိုရင် coffee တို့ပန်းမုံလားအဲ့ဒါတွေကသူတို့ရဲ့ငကိုရှိတဲ့မျိုးရိုးပီဇာကပန်းကော်ပီဆိုရင်အဖြူရောင်ရှိမယ်ဒါပေမဲ့အခုခေတ်မှာကဒီမျိုးပီဇာ biotechnology ဆိုတာရှိမယ် biotechnology ကတချို့ biotouch လို့လည်းခေါ်မယ်တချို့ဒီ daily life နဲ့ဆက်နေတဲ့နည်းပညာတစ်ခုလည်းဖြစ်တယ်သူကလည်း biology နဲ့ဆက်နေတဲ့ဘာသာရပ်တစ်ခုပဲbiotechnology ကသူတို့ရဲ့ငကိုရှိရင်းဆွဲမျိုးရိုးပီဇာကိုအသစ်တစ်ဖန်ပြောင်းလဲပြီးတော့ပီဇာတစ်မျိုးပြောင်းလိုက်ခြင်းပဲဖြစ်တယ်ပြောရမယ်ဆိုရင်ပန်းကော်ပီဆိုရင်ဟိုးအရင်တော့အဖြူရောင်အနေနဲ့လာတယ်နောက်ပိုင်းပီဇာတွေဆက်ပြီးတော့ဒီလိုပြောရမယ်ဆိုရင်ခရမ်းရောင်ရှိတဲ့ပန်းပွင့်လေးဖြစ်သူ့ရဲ့ဗီဇကိုယူပြီးတော့ဒီပန်းကော်ဖီကရှိနေတဲ့ဗီဇနဲ့ဆက်လိုက်မယ်ဆိုရင်ပေါင်းဆက်လိုက်မယ်ဆိုရင်ဒီပန်းကော်ဖီကကော်ဖီတော့ကခင်းအောင်ကော်ဖီတော့အဖြစ်ပြောင်းပြီးတော့ရရှိလာမယ်အဲ့ဒါလိုပဲဒီတလိမ့်ဆန်နေမှာဆိုလဲအိမ်မွေးခွေးလေးမှာပို့ပြီးတော့သိတာတယ်တော့ဒီဒီလမ်းပေါ်မှာဆိုရင်အိမ်မွေးခွေးလေးတွေရဲ့မြန်မာခွေးလေးတွေရဲ့ဆိုတာရှိလာမယ်လေငယ်တော့ဒီမြန်မာခွေးတွေကပိုများတာကိုအခုကြတော့ဒီအိမ်မွေးခွေးလေးတွေကအစတယ်လီယာနဲ့ရှီဇူပေါင်းပြီးတော့ဆက်လိုက်တာပဲဖြစ်ဖြစ်မြန်မာခွေးနဲ့တယ်လီယာနဲ့ပေါင်းပြီးတော့ဆက်လိုက်တာပဲဖြစ်ဖြစ်သူတို့ရဲ့မျိုးရိုးဗီဇာလေးကပြန်ထွက်လာတဲ့ကလေးလေးတွေကဘေဘီလေးတွေကဗီဇာတစ်မျိုးအဖြစ်ပြောင်းပြီးတော့ပုံစံတစ်မျိုးအဖြစ်ပြောင်းပြီးတော့ရရှိလာကြတယ်ဟိုးအရင်ကဗီဇထက်ဒီမှာက new DNA ပုံစံမျိုးဖြစ်သွားတယ်new varieties ပုံစံမျိုးဖြစ်သွားတယ်တကယ်တော့ရှီဇူးလေးတွေတယ်လီယာလေးတွေကလည်းအရင်ကဆက်ပြီးတော့မျိုးလေးဆက်ပြီးတော့ဒီလိုမျိုးစိတ်လေးရလာတယ်အဲ့ဒါကိုပြောချင်တာအဲ့တော့ the improvement in the plants တိုးတက်ပြောင်းလဲမှုအပင်တွေထဲမှာတိုးတက်ပြောင်းလဲမှုသူတို့ကဘယ်လိုလဲဆိုရင် along with better family pride ဒီစိုက်ပျိုးရေးနည်းပညာတွေကိုပို့ပြီးတော့လေ့ကျင့်လာလေ have greatly increase ဆိုတာတော့တိုးတက်တာ food production စားထုတ်လုပ်ခြင်းကပို့ပြီးတော့ကျေပြန့်ပြီးတော့တိုးတက်ရလာလိမ့်မယ်အဲ့တော့ဒီဘိုင်းကိုရမယ်လို့ထင်တယ်ဒီချက် highlight လုပ်ပေးထားတာလေးကိုဘာသာပြန်ပြီးတော့တေချာမှတ်ထားမယ်ဆိုရင်တေချာပေါက်ရပါလိမ့်မယ်နောက်တစ်ပိုင်းလေးက biological research ဇီဝဗေဒပညာရှင်တွေကရှာဖွေတွေ့ရှိထားတယ် have also improved food production သူတို့ကအစာထုတ်လုပ်ခြင်းနဲ့ပတ်သက်ပြီးတော့တိုးတက်မှုတွေလည်းရှာဖွေတွေ့ရှိထားတယ်ဘလို့နီးအားဖြင့်လဲဆိုရင် developing control တိုးတက်ပြောင်းလဲခြင်းcontrol ကထိန်းချုပ်တယ်ဘလို့အရာတွေကိုထိန်းချုပ်တာလဲဆိုရင် for one ဒီချက်ဒီမှာကကလေးကိုမြင်တာအောင်နံပါတ်လေးတက်ပေးထားတယ်ဒီစာပိုက်ထဲမှာကျတော့ပုံနှိမ်ထက်ကစာပိုက်ထဲမှာနံပါတ်လေးတက်မထားတော့ရောမှာဆိုလို့ပေါ့နော်အဲ့တော့ဘယ်လိုလဲဆိုရင် control ဘလို့အရာထိန်းချုပ်မလဲဆိုရင် the disease organism ယောဂဖြစ်စေနိုင်တဲ့သက်ရှိတွေကိုထိန်းချုပ်မယ်နောက်ထပ် pets ကဒီဖြတ်ပိုးတွေเนาะဒီသိရမလားစိုက်ပျိုးရေးတွေမှာဆိုလိပ်ပြဖြစ်မဲ့အကောင်လေးဒီအိမ်မှာတောင်မှမြင်နိုင်တယ်ပန်းပင်လေးမှာဆိုရင်လိပ်ပြမဖြစ်သေးတဲ့တရီသားလောင်းအကောင်လေးလေသူတို့ကသိရလေးစားတယ်အဲ့ဒါလည်းဖြတ်ပိုးတစ်မျိုးပဲကြီးလာတဲ့အခါမှာသူကလိပ်ပြတစ်ဖြစ်ပြန်ပြောင်းသွားတယ်ဒီဖတ်ရှိမယ်နောက်ပြီးတော့ wheat ကတော့ပေါင်းပင်တွေကိုပြောချင်တယ်ဒီစိုက်ပျိုးမွေးမြူရေးတစ်ခုမှာစိုက်ပျိုးနည်းတစ်ခုမှာဆိုရင်ဒီအပင်တွေဖြစ်ဖို့ဆိုရင်ဒီဖြတ်တဲ့ပေါင်းပင်တွေလည်းရှိတယ်ဒီပေါင်းပင်တွေကြောင့်မဖြစ်တဲ့ဒီအပင်တွေလည်းရှိမယ်အဲ့ဒါကြောင့်ဒီမြေဩဇာဆေးတွေပေါ်လာမယ်ပေါင်းပင်ဖြတ်တဲ့ဆေးတွေလည်းပေါ်လာမယ်ဖြတ်ပိုးတွေဖြတ်တဲ့မြေဩဇာဆေးတွေလည်းပေါ်လာတယ်ဒါကလည်းတို့သိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိထားတဲ့အစာထုတ်လုပ်ခြင်းနဲ့ပတ်သက်တဲ့တိုးတက်မှုတစ်ခုပဲဖြစ်တယ်အဲ့တော့ဒီမှာကမှတ်ရမှာက3ချက်ရှိမယ် the disease organism pet ပေါင်းပင်
ဖြတ်ပင်ဖြတ်ပိုးနောက်ပြီးကြတော့3 weeds ပေါင်းပင်အဲ့3ခုကိုသူတို့က control လုပ်ပြီးတော့တိုးတက်ပြောင်းလဲမှုဖြစ်အောင်လုပ်တယ် the reduce ကတော့ရရှိမှုကိုလျော့နည်းစေတဲ့ပေါင်းပင်လို့ဘာသာပြန်လို့ရတယ်အဲ့တော့ဒီမှာက highlight လုပ်ထားတဲ့ဟာလေးကိုမှတ်ရုံပါပဲ biologist Matt Anderson ဇီဝဗေဒပညာရှင်တွေက Matt Anderson သိရှိနားလည်ထားတဲ့ the natures of the harmful organism ဒီတချို့တဘာဝမှာဒီပတ်ဝန်းကျင်မှာရှိတဲ့ harmful organism harmful ကတချို့အန္တရာယ်ဖြစ်စေနိုင်တဲ့သက်ရှိတွေအဲ့လိုအရာတွေကိုဘယ်လိုနည်းနဲ့ဖယ်ထုတ်မလဲဆိုရင် to develop effective control method ပြောရမယ်ဆိုရင် method ကနီလန်ဖြစ်မယ် control ကထိန်းချုပ်တယ် effective ကတက်ရောက်တယ် develop ကတိုးတက်တယ်အဲ့တော့တိုးတက်မှုနဲ့ဆိုင်တဲ့ effective တက်ရောက်မှုရှိတဲ့ထိန်းချုပ်ခြင်းနီလန်နေနဲ့ဒီပတ်ဝန်းကျင်မှာရှိနေတဲ့harmful organism အန္တရာယ်ဖြစ်စေနိုင်တဲ့သက်ရှိတွေကိုဒီ biologist ဇီဝဗေဒပညာရှင်တွေကအဲ့လိုနီးနေပဲသူတို့ကဖယ်ထုတ်ဖြတ်ထုတ်လိုက်တယ်ပေါ့ကွယ်အဲ့တော့ teacher စောစောကဘာသာပြန်တာကလွဲသွားတယ် biological research ဆိုတာကသူတည်တနာပြုလုပ်သူ research ရှာဖွေတွေ့ရှိထားရဖြစ်မယ်အောက်ကဟာမှာ biologist ဇီဝဗေဒပညာရှင်တွေဖြစ်မယ်အဲ့တော့ဒီthe important of biology in everyday life ဆိုတဲ့စာပိုင်လေးကိုရကြမယ်လို့ teacher ထင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ